ပါလေဟိုအမှုတရားဆွဲတာတဲ့ကျွန်တော်မဖမ်းသေးဘူးလားတဲ့ဟောတိုင်စာလောက်အဆင့်ရှိတာဗျာကျွန်တော်သူ့ကိုဆဲတာဆိုလို့ခင်ဗျားတို့စွမ်းလာရေးလို့ပါကျွန်တော်အခုလိုလာမှန်းတာပေါ့လာမှန်းတော့ကျွန်တော်ကြည့်လိုက်တော့မိုးခိုင်ရတဲ့မင်းတို့တရားဆွဲတော့မယ်တဲ့ကျွန်တော်လည်းမသိဘူးလေမိုးခိုင်ဘယ်ကဖာတယ်မလဲလို့ပြောတာမိုးခိုင်ဆိုတာနာမည်အများကြီးရှိတာလေမြန်မာပြည်မှာမိုးခိုင်နေအများကြီးပဲအဲ့ပြောတာနမကတိုင်းမှုလည်းအားနာကြမလို့ဒါသကမှုကိုအောင်ကြော်ဆိုင်ကိုလည်းကျွန်တော်အားနာကြမလို့နော်ဖဲသီးတွေပတ်စံယူတဲ့ဂိတ်ပတ်စံယူပြီးလွတ်ပေးတဲ့ဟာတွေကျွန်တော်ကိုဖော်မှာရှင်းလားကျွန်တော်ကဂုံဖော်မှာပဲလုံးဝလက်မခံဘူးဒါမျိုးနော်တက်မတော်မှာအုတ်ချုပ်မနိုင်ဘူးဆိုတဲ့အစင်းစင်းအုတ်ချုပ်မနိုင်ဘူးဆိုတဲ့စစ်သားရှိကုန်မရှိသေးရဘူးဟုတ်လားအတိအကျပြောမှာနော်ကျွန်တော်ကနော်အခုဒါကမှုကိုအောင်ကျော်ဆိုင်နော်ဒါကမှုကြီးဘူးထားပါဘုံမှုချုပ်ပေါ့ကိုအောင်ကျော်ဆိုင်ကိုကျွန်တော်ပြောတယ်ကိုကြီးဒီလိုရှိရနော်အောက်ကလှုပ်ရှားနေတာနော်လှုပ်ရှားနေတယ်အကိုကြီးအနေနဲ့ရှင်းမေးလို့ရလားခင်ဗျာအကိုကြီးပိတ်ထားတယ်ဆိုတဲ့ဂိတ်တွေကိုမနဲ့မိုးစောစောလေးနဲ့တစ်ချိန်မှာလွတ်ပေးတယ်စေတော်ကြီးဂိတ်လားနောက်ဂိတ်နှစ်ဂိတ်ရှိတယ်ညမိုးချုပ်ညနေသွားရင်လွတ်ပေးတယ်နော်ဒါကသာမှုကိုအောင်ကြိုးဆိုင်ရတော့ပတ်စံလည်းမလို့ချင်ဘူးတိလည်းမသိချင်ဘူးတူကတော့အကုန်ပိတ်ထားတာအောက်ကကောင်တွေကခိုးလုံးနေနော်ကျွန်တော်ပြောမှာကျွန်တော်လက်မခံဘူးကျွန်တော်ကဘယ်သူမျက်နှာမှာကြည့်မဲ့ကောင်မကျွန်တော်တိုင်းပြည်ကိုကောင်းသားစေချင်တာတက်မတော်ပုံရိပ်မကြစင်းစေချင်တာနော်ဒီမှာလောက်သွားတဲ့တိုင်းမှုကဘလို့ဟုတ်လားအခုကျွန်တော်တို့ဒီတိုင်းမှုဆိုရင်အများကြီးပဲလောက်တယ်သူတို့တွေကျွန်တော်ရောက်ခဲ့တဲ့မုံရွာပေါ့နော်အဖေအသီးတွေလည်းခြုံငိမ့်သွားတယ်နော်ဖြုတ်ထုတ်ချင်းတုတ်ဆရာကြီးတုတ်လုံးဆရာကြီးလုံးဟုတ်လားရဲမေတွေပေါ်မှာမတရားသဖြင့်နဲ့ကိုကျိုးစည်းပွားချတဲ့နော်ဒူဝမ်ရှိလို့ပါလို့ဆိုလဲဆွဲကြိတ်နော်စံဟိုနီကြောင်လေးဝက်စာသာပေးတဲ့အာမျိုးတွေလုံးပြတာဒီတိုင်းမှုရန်ကောင်းတာဒီနမကတိုင်းမှုကဒါတကယ်ပြောတာဖားကြလည်းမလို့ဘူးနမကတိုင်းမှုစီကလည်းဘာမှစံတူစိုးစီဘာမှအခွင့်အရေးတခုမှမတောင်းဘူးပြောပြတာရောက်သွားခဲ့တဲ့အချိန်မှာနမကဘာလို့ဒီလိုဖြစ်သွားလဲငြိမ်သွားလဲဆိုတာဒီတိုင်းမှုကောင်းလို့ဒါရှင်းရှင်းလေးပဲနော်တိုင်းမှုကသူ့လို့သူလို့သွားလို့နော်တိုင်းမှုကအချင်းတော့မဟုတ်ဘူးနော်လူတိုင်းကရဲမေတွေရာစာပြောတာဒီတိုင်းမှုတော်တော်ကောင်းလို့တဲ့ဒီလိုအကိုတို့လာသွားတာအကိုတို့ဒီလိုနေလို့ရတာတဲ့ဒီတိုင်းမှုတာကြက်မက်နဲ့မဆောင်ရွက်မတိုင်းဘူးဆိုရင်အကိုတို့ဒီလိုသွားလို့တော့မရဘူးတဲ့အဲ့လိုပြောတာနော်အဲ့တော့ဗမာ PDF တွေနော်ဗမာ PDF တွေမင်းတို့အခုသွားမင်းတို့ထိနာတယ်မင်းတို့ဒီဘင်းကိစ္စတွေမဟုတ်ကတွေမင်းတို့စောက်ချက်ခွဲတော့အန်ယူဂျီကမင်းတို့တိုက်ပွဲပေါ်ဆောင်ခိုင်းပြီအဲ့မှာမင်းတို့လှုပ်ပြရပြီမလားအခုမြင်းကြံကိုသွားတိုက်နေပြီလပခါပေါ့မြင်းကြံဆိုတော့သွားတိုက်နေတယ်မင်းတို့စောက်တော်သားတွေတကယ်မင်းတို့စောက်တော်သားတွေနော်မင်းတို့ကိုယ့်ဘဝကိုအခုချိန်ထိကိုမသိသေးဘူးနော်အခုချိန်ထိမသိသေးဘူးမင်းတို့မြင်းကြံကိုရမယ်ထင်လို့လားမြင်းကြံမျိုးပဲပြတ်သွားမှာမြင်းကြံမျိုးကပြည်သူလူထုကလည်းမပူပေါင်းဘူးနော်မပူပေါင်းတော့ဘာဖြစ်လဲပြဖြစ်လေငါမင်းတို့မေးလိုက်မယ်စစ်တပ်ရင်ဟာရဲရင်ဟာပြည်သူစစ်ရင်ဟာမြင်းကြံမှာဘယ်လောက်ရှိမှာလဲမင်းတို့ပြောတော့ပြည်သူကာကွယ်ရေးဆိုမင်းတို့ PDF တွေကပြည်သူကာကွယ်ရေးဆိုအားလေဟိုအမှုတရားဆွဲတာတဲ့ကျွန်တော်မဖမ်းသေးဘူးလားတဲ့ဟောတိုင်စာလောက်အဆင့်ရှိတာဗျာကျွန်တော်သူ့ကိုဆဲတာဆိုလို့ခင်ဗျားတို့စွမ်းလာရေးလို့ပါကျွန်တော်အခုလိုလာမှန်းတာပေါ့လာမှန်းတော့ကျွန်တော်ကြည့်လိုက်တော့မိုးခိုင်ရတဲ့မင်းတို့တရားဆွဲတော့မယ်တဲ့ကျွန်တော်လည်းမသိဘူးလေမိုးခိုင်ဘယ်ကဖာတယ်မလဲလို့ပြောတာ
မုံမိုးခိုင်ဆိုတာနာမည်အများကြီးရှိတာလေမြန်မာပြည်မှာမုံမိုးခိုင်နေအများကြီးပဲကျွန်တော်တခြားလူစိတ်လဲဝင်စားကိုသိလဲမသိဘူးဟိုလိုပလိုင်းဆဲတာမဟုတ်ဘူးနော်ကျွန်တော်တရားစွဲမဲ့ဆိုတဲ့ကောင်မကိုဆွဲပေါ်လို့ဆွဲရင်ဟိုပါလဲသမင်းလုံးကိုနေလန်းပြီးတော့မှစက်ပုတ်တွေထိုးရမယ်လို့ရွှေဝါဆက်ပြာကိုလုပ်ပြီးတော့စက်ပုတ်တွေတော့ကျွန်တော်တရားစွဲကျွန်တော်လည်းမသိဘူးလေကျွန်တော်နာမည်တက်ပြောတာမဟုတ်ဘူးလေကျွန်တော်သူများနာမည်တက်ပြောကျွန်တော်လည်းမပြောဘူးလေဟုတ်လားအဲ့တော့ကျွန်တော်လာမှန်းတော့မင်းဟိုတဲ့မမိုးခိုင်တရားဆွဲတော့မယ်တဲ့ကျွန်တော်လာမှန်းတာဘယ်မိုးခိုင်ကျွန်တော်မှမသိတာမဟုတ်လားအဲ့တော့ဘယ်ကဖာတယ်မလဲလို့မမိုးခိုင်အားလို့မမိုးခိုင်ဆိုတာဘယ်ကဖာတယ်မလဲလို့မေးတာကျွန်တော်အဲ့ဒါမှန်းပါလေကျွန်တော် YouTube တွေကျွန်တော်တခုမှမဖြတ်တာဘူးမှန်းနေပြန်ရှာပေါ့အဲ့ဒါနဲ့66ကကြီးဆိုပြီးတော့ကျွန်တော်ဆွဲတာအခုကျွန်တော်မဖမ်းသေးလို့တဲ့ဟောတိုင်းပြည်မှာဗျာဒီတဲ့အရေးကြီးတဲ့အလုပ်တွေအများကြီးရဲတွေကဒီအလုပ်လောက်လုပ်တယ်ဆိုရင်များလည်းတိုင်းပြည်မှာအဘကယုတ်ကြီးကိုဆဲတဲ့လူတွေအများကြီးပဲလေအဘတက်မလို့ကာကွယ်ဦးစီးချုပ်ဦးမင်းအောင်လိုင်းကြီးကိုဆဲတာအများကြီးပဲအဲ့လူတွေရင်ဖမ်းရမှာလေဒါကျွန်တော်တို့က line ပေါ်မှာဒီလိုပြောရင်းဆိုရင်းနဲ့လာမှန်းလို့ပြောလိုက်တဲ့ဥစ္စာကြီးကိုကျွန်တော်တရားဆွဲတယ်ဆိုတော့ဖြစ်နိုင်လားအဲ့ဒါကိုမဖမ်းသေးဘူးလားတဲ့ဩအဲ့လိုကလည်းရှိသေးတယ်ကျွန်တော်ဘဝကလည်းနော်အဲ့လိုရှိသေးတယ်ဆောက်ယူတွေနဲ့လည်းကျွန်တော်တွေ့ဘူးတယ်ဇော်ဘုံဟဲ့မင်းသိနေစီပြီဒီမှာကျွန်တော်ကပထမတော့လူကောင်းမဲ့လို့ပါနောက်မှကျွန်တော်ကလည်းနည်းနည်းစုံစမ်းရင်းနဲ့အုံတော့ကလည်းနည်းနည်းလွတ်နေတာတဲ့ပြီးရင်အယူလက်မဲ့ရတာဆိုလားမသိဘူးအဲ့ဒါနဲ့လှုပ်ရှားနေရတဲ့ဟောဗုဒ္ဓရဲ့စစ်တီတို့တပွဲဝင်ဦးစီးဦးသောဗါလဲမင်းသားကြီးကိုမင်းလောင်သူ့နာမည်ပါဟာဇော်မင်းတွေ့နေစီဆိုပါမလို့ကပ်ပြီးတော့ဘာတွေမှန်းလည်းမသိဘူးဘာကျွန်တော်ပထမတော့အဟုတ်မှတ်လို့ဗျနောက်ကြတော့ကျွန်တော်လစ်သွားပြီလို့ဒီဘေးကဆောက်ပေါ်ပဲသူပြောလဲပြောအဲ့တော့အခုသူလည်းသူတို့မလုံနိုင်တော့မိမတယောက်နဲ့ပတ်တိုက်တာဗောပတ်တိုက်ပြီးတော့တောင်းတဘုံမှာတဲ့အမှုဖွင့်တယ်တဲ့အမှုဖွင့်တယ်ဆိုတာတရားစွဲတာမဟုတ်ဘူးအမှုဆိုတာဒီ66ခါကြီးဆိုတာဆန်ရှင်တင်ရတာအပေါ်တင်လိုက်တော့ तू ကစောဘုံရတော့ဒီချက်နဲ့ तू ဘာမှုနဲ့ဘာလို့ဖွင့်တယ်တော့မသိဘူးပေါ့ဗျာ66ခါကြီးဆိုတော့ဟိုဆက်သွယ်ရေးပုံမှာပေါ့နော်ကျွန်တော်သိတာကတော့အဲ့မှာကြာလာမှကျွန်တော်ခေါ်လို့ရမှာနော်ဟိုကနေပြီးတော့ချလိုက်မှခေါ်လို့ရမှာဒါပေမဲ့လူကြီးတယောက်ရဲ့ညီတော့အဲ့နောက်မှာတော့ရှိပုံပေါ်တယ်ကျွန်တော်တော့ဧကနေရာကိစ္စနဲ့မကျေနပ်လို့ပေါ့ဗျာဒါပဲဘာမှမရှိဘူးဘာလည်းမရှိဘူးအဲ့ဒါကိုကျွန်တော်မဖမ်းလို့ဆိုပြီးတော့အကောင့်တွေမကောင့်တွေမှာတင်တယ်ဟိုနေ့ကကိုခေဘုံကလည်းသူ့ရဲ့တစ်တော့မှာသူရှင်းပြသွားပြီးပြီကိုစော်ဘုံကြီးဒီတောင်းမဲ့စကားတခုမှမပြောဘူးတဲ့နော်ခင်ဗျားတို့အဲ့လောက်ဆိုသဘောပေါက်တော့လေဒီအမျိုးသမီးကလိုက်အားချောင်းနေတာနော်ကျမဟိုဗာလဲသူပြောတာပါဟိုဘယ်လိုပြောတာသတင်းစာရှင်းလင်းပွဲနဲ့တောင်းမှန်ပါတယ်မေတို့ကျွန်တော်ကဟောဗျာဟိုမဟုတ်ဒါကြုံတော့ထည့်ပြောလိုက်တာသတင်းစာရှင်းလင်းပွဲနဲ့ကျွန်တော်တောင်းမှန်ပါမယ်တဲ့ကိုခေဘုံကပြောလိုက်ကောကိုစော်ဘုံရလို့မပြောခဲ့ပါဘူးကိုစော်ဘုံရစကားပြောရင်ကျေးတယ်မောင်နှမချင်းချင်းတွေအဆင်ပြေတယ်ဒီလိုပဲဆိုရင်ရတယ်အဲ့ဒါဟိုဗျာဟိုမှာ Facebook ပေါ်တွေမှာဗျံပရာတွေဗျာသိလားဘလို့လူတန်းသားတွေကပေါက်ဖွားခဲ့တဲ့လူတွေတော့ကျွန်တော်မသိဘူး